အီရန်လေပိုင်နက်ကိုထိန်းချုပ်ထားပြီးလို့အမေရိကန်ဘက်ကကြွားလုံးထုတ်နေချိန်မှာပဲသူတို့ရဲ့စစ်လေယာဉ်နှစ်စီးပစ်ချခံလိုက်ရပါတယ်။အခုအချိန်မှာတော့အီရန်ရောအမေရိကန်ရဲ့နှစ်ဖက်စလုံးကအသေးအံလိုက်လံရှာဖွေနေပါတယ်။တိဆက်ချင်းအေပီလ4ရက်နေ့လယ်12နာရီခွဲကျော်ပါ။အမေရိကန်ဘက်ကအီရန်ရဲ့လေပိုင်နက်ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့ကြွေးကြော်နေတဲ့ကြားကပဲမနေ့ကတောက်ကြနေမှာအမေရိကန်ရဲ့စစ်လေယာဉ်နှစ်စီးကိုအီရန်တပ်တွေကပစ်ချလိုက်ပါတယ်။လောလောဆယ်မှာတော့အီရန်နိုင်ငံနယ်နိမိတ်အနက်ပိုင်းထဲမှာပျောက်ဆုံးနေတဲ့အမေရိကန်လေယာဉ်မှုတအူးကိုအီရန်တပ်တွေကလိုက်လံရှာဖွေနေပါတယ်။ရန်သူနယ်မြေတွေမှာအသက်လူနေရတဲ့ဒီလိုအခြေအနေတွေဖြစ်လာတဲ့အတွက်အမေရိကန်သမ္မတအိမ်ဖြူတော်မှာလည်းအတော်လေးကြရရိုက်နေပါတယ်။ဒီဥတံမှာတော့ဒီလိုအဆင့်မြင့်လေယာဉ်ကိုအီရန်ကဘယ်လိုပြစ်ချခဲ့ရလဲ။ကယ်ဆယ်ရေးစစ်စင်ရေးတွေဘယ်လိုလုပ်နေရလဲဆိုတာနဲ့ဒီသားရင်းကိုပါအထိတ်တလန့်ဖြစ်သွားစေတဲ့အခြေအနေတွေကိုအသေးစိတ်တင်ဆက်ပြပါမယ်။ဒီဖြစ်ရက်ကဒီစစ်ပွဲအတွင်းမှာအမေရိကန်အတွက်အဆိုးရွားဆုံးနဲ့လူတိအများဆုံးနိုင်ငံရေးထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။ပထမဆုံးအနေနဲ့လူ2ဦးပါတဲ့အမေရိကန် F-15E တိုက်လေယာဉ်တစ်စီးကအီရန်အနောက်တောင်ပိုင်းမှာပစ်ချခံလိုက်ရပါတယ်။ ABC သတင်းဌာနရဲ့အဆိုအရဆိုရင်အီရန်ကဒီလေယာဉ်ကိုအသင့်မြင့် infrared ဒီခြေရာခံစနစ်ကိုတုံးပြီးပစ်ချခဲ့ရလို့သိရပါတယ်။ဒါကအမေရိကန်လီဒါအတွက်သတိပေးချက်ပါပဲ။ဘာလို့လဲဆိုတော့ဒီစနစ်တွေက radar line တွေထုတ်လွှင့်နိုင်မျိုးမရှိတဲ့အတွက်အမေရိကန်လေယာဉ်မှုတွေအနေနဲ့သူတို့လေယာဉ်ရဲ့အပူငွေ့ကိုအောက်ကနေပြီးဒုံးကြီးကချိန်ရွယ်နေပြီဆိုတာကိုကြိုပြီးသိရှိဖို့ဆိုတာအချိန်လုံးဝမရလို့ဖြစ်ပါတယ်။ဒုတိယလေယာဉ်ဖြစ်တဲ့ Eaton Warhawk တိုက်လေယာဉ်ကလည်းအီရန်ရဲ့ပြစ်ခတ်မှုကိုခံခဲ့ရပေမဲ့ကူဝိတ်ရဲ့လေပိုင်နက်ထိပ်အထိရောက်အောင်မောင်းနေနိုင်ခဲ့ပြီးမှတက်ကြသွားပါတယ်။ဒီလေယာဉ်မှုကတော့အောင်မြင်စွာခုန်ထွက်နိုင်ခဲ့ပြီးတော့ကယ်ဆယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ F-15 တိုက်လေယာဉ်ရဲ့အခြေအနေကတော့အတော်လေးဆိုးရွားပါတယ်။လေယာဉ်မှု2ဦးတည်းကတဦးကိုကယ်ဆယ်နိုင်ခဲ့ပေမဲ့နောက်တဦးကတော့ပျောက်ဆုံးနေစေဖြစ်ပါတယ်။ American ဘက်ကဒီ Black Hawk ရဟတ်ယာဉ်2စီးနဲ့ကယ်ဆယ်ရေးတွေကိုချက်ချင်းလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရဟတ်ယာဉ်2စီးစလုံးကလည်းရှာဖွေရေးလုပ်နေတော့မှအီရန်ရဲ့ပြစ်ခတ်မှုကိုခံခဲ့ရပြီးတော့အီရန်လေပိုင်နက်ကနေပြီးအနိုင်ရုံထွက်ခဲ့ရပါတယ်။လက်ရှိအချိန်ထိတော့ပျောက်ဆုံးနေတဲ့ American လေတပ်သားကဒီအီရန်နယ်မြေထဲမှာထွက်ပြေးပုန်းရှောင်နေရသေးဖြစ်ပါတယ်။အီရန်ပြည်တွင်းမှာဒီကိစ္စကိုအကြီးအကျယ်အောင်ပွဲခံနေကြပါတယ်။အမေရိကန်ရဲ့ Israel ရဲ့လေကြောင်းကနေပြီးအပြင်းထန်ဘုံကျဲတာကိုသတင်းပတ်ပေါင်းများစွာခံခဲ့ရပြီးတဲ့နောက်မှာအခုတော့အီရန်လမ်းမတွေပေါ်မှာအီရန်ပြည်သူတွေပျော်ရွှင်စွာအော်ဟစ်နေကြပါတယ်။အီရန်စစ်တပ်အနေနဲ့လည်းဒီလောက်ဘုံကျဲခံရတဲ့ဂျာကသူတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေကအခုထိစွမ်းဆောင်ရင်ပြေဝပြီးတော့အမေရိကန်လေယာဉ်တွေကိုချိန်ချောက်နိုင်သေးတယ်ဆိုတာကိုသက်သေပြလိုက်တာဖြစ်ပါတယ်။အီရန်တော်လိုင်းအဆောင်တန် IRGC ကလေယာဉ်ပြတ်ကျသွားတဲ့အနောက်တောင်ဒေသတစ်ခုလုံးကိုဒီရှာဖွေနေပါတယ်။ပိုဆိုးတာကအီရန်နိုင်ငံပိုင်ရုပ်သံနဲ့ပြည်내အုပ်ချုပ်ရေးမှူးကအဲ့ဒီအမေရိကန်လေယာဉ်မှုကိုအရှင်ဖမ်းမိသူဒါမှမဟုတ်တပ်ဖြတ်နိုင်သူဘသူ့ကိုမဆိုစုငွေနဲ့ဂုံပြုတ်မှတ်တမ်းတွေပေးမယ်လို့လူသိရှင်ကြားကြီးညာထားပါတယ်။အီရန်လွှတ်တော်ဥက္ကဋ္ဌကလည်းအခုဆိုရင်လူမှုကွန်ရက်ပေါ်မှာအမေရိကန်ကိုပြောင်တင်းလောင်ထားပါတယ်။အမေရိကန်ရဲ့စစ်ပွဲရည်မှန်းချက်ကအစိုးရအပြောင်းလဲလုပ်မယ်ဆိုတဲ့အဆင့်ကနေပြီးအခုတော့ပြောင်းနေတဲ့သူတို့လေယာဉ်မှုကိုလိုက်ရှာနေရတဲ့အဆင့်အထိကျဆင်းသွားပြီလို့သူကဆိုပါတယ်။အခုချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအင်ဖြူတော်မှာရှိနေပြီးတော့ပျောက်ဆုံးနေတဲ့လေယာဉ်မှုကိုရှာဖွေကယ်ဆယ်ရေးစစ်စင်ရေးနဲ့ပတ်သက်ပြီးအချိန်နဲ့တပြင်းကြီးသတင်းပို့ချက်တွေကိုလက်ခံရယူနေပါတယ်။အမေရိကန်စစ်သားတယောက်အီရန်မြေပေါ်မှာအသက်ရှင်လျက်ဖျက်ပြေးပုန်းရှောင်နေရတယ်ဆိုတဲ့အချက်ကအမေရိကန်အတွက်အင်မတန်ဖိအားကြီးစေပါတယ်။ဘာလို့လဲဆိုတော့လက်ရှိအချိန်မှာဒီစစ်ပွဲမှာအမေရိကန်ပြည်သူတွေရဲ့ထောက်ခံမှုကအတော်လေးကျဆင်းနေလို့ဖြစ်ပါတယ်။ဒီစစ်ပွဲရဲ့အချိန်ကဒီတာရင်းကိုအကြီးအကျယ်ထိတ်လန့်စေပါတယ်။အီရန်ကအမေရိကန်ဘုံကျဲတာကိုတုံ့ပြန်တဲ့အနေနဲ့အစ္စရေးကိုရောအမေရိကန်ရဲ့မဟာမိတ်ပင်လယ်ကွေ့နိုင်ငံတွေကိုပါဒုံးကျည်တွေ drone တွေနဲ့ဆက်လက်ပစ်ခတ်နေပါတယ်။တောက်ကြနေကဆိုရင်လက်ဘနွန်နိုင်ငံဘေရွတ်မြို့မှာရှိတဲ့အမေရိကန်တန်ယုံကအရေးပေါ်လုံခြုံရေးတတိပေးချက်ချက်ချင်းထုတ်ပြန်ခဲ့ရပါတယ်။အီရန်ကြောက်ထောက်နောက်ခံပြီးအဖွဲ့တွေကလက်ဘနွန်မှာရှိတဲ့တက္ကသိုလ်တွေကိုပြစ်မှတ်ထားလာနိုင်တဲ့ဆိုတဲ့ထောက်လှမ်းရေးသတင်းတွေကြောင့်အမေရိကန်နိုင်ငံသားတွေအားလုံးလေယာဉ်စီးလို့ရတော့အမြန်ဆုံးလက်ဘနွန်ကနေပြီးထွက်ခွာကြဖို့တတိပေးထားပါတယ်။တစ်ချိန်တည်းမှာပဲဒီစစ်ပွဲကြောင့်ကမ္ဘာရေနံဈေးကွက်တွေကလည်းကမောက်ကမဖြစ်နေပြီးတော့ရေနံစိမ်းဈေးနှုန်းက17%လောက်အထိထိုးတက်သွားပါတယ်။ဒီလေယာဉ်ပစ်ချခံရမှုတွေကသမ္မတဒေါ်နယ်ထရန့်အတွက်အဆိုးရွားဆုံးနိုင်ငံရေးထိုးနှက်ချက်ဖြစ်နေပါတယ်။အမေရိကန်စစ်သားတွေထပ်ပြီးတေဆုံးပျောက်ဆုံးနေရတဲ့အတွက်အမေရိကန်ပြည်တွင်းကစစ်ပွဲစန့်ကျင်အတန်တွေပိုပြီးကျယ်လောင်လာဖို့ရှိနေပါတယ်။ရေကောက်ပွဲလဲနီလာနေမှာဒေါ်နယ်ထရန့်အနေနဲ့ဒီပြဿနာကိုအင်အားအလုံးရင်းသုံးပြီးဖြေရှင်းမလားဒါမှမဟုတ်တခြားတန်တမာရေးနီလန်တစ်ခုခုပြန်ရွေးမလားဆိုတာစိတ်ဝင်စားကြဖြစ်လာပါတယ်။ပျောက်ဆုံးနေတဲ့လေယာဉ်မှုကိုအမေရိကန်ဘက်ကဘေကင်းနဲ့ပြန်ခေါ်နိုင်မှာမလားဆိုတာကိုဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ဒီဥတန်ကိုကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့လိန့်ခိုင်မှာလည်းအပြည့်စုံသွားရောက်ကြည့်ရှုနိုင်ပါတယ်။နောက်ဆုံးညနိုင်ငံရေးစီးတဲ့တွေကိုဆက်ပြီးသိချင်ကျွန်တော်ရဲ့ Telegram Politics လက်ကို join ထားလို့ရပါတယ်။အားလုံးပဲဘေကင်းလုံခြုံကြပါစေ။ကျွန်တော်ကတော့လိန့်ခိုင်ပါ။နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ။